အခုကတော့ကိုထအောင်ဆိုင်အောင်ရောက်နေတာပေါ့နော်မလာလည်းကြာပြီဒီရက်ပိုင်းကမီးတွေကလည်းအရင်ပြက်နေတော့ကိုထအောင်ဆိုင်မှာရေခဲချောင်းတွေရေခဲမုတ်တွေနို့တွေဒင်းချင်းတွေအကုန်လုံးဆုံးရှုံးသွားတယ်လို့ပြောတယ်ပေါ့နော်ကိုကြီးကဘယ်လောက်လို့ဆုံးရှုံးတာအနည်းဆုံးတော့6သိန်းဘူးလောက်ရှိမှာ6သိန်းဘူးလောက်ရှိမှာနော်ဒီရက်ပိုင်းကမီးကလည်းတအားပြက်တော့တနေ့က2နိုင်လောက်ဝေးပေးတာနော်ဟုတ်တယ်တော်မှရိုင်းတာကိုအဲ့ဒါတော်တော်လေးဆုံးရှုံးသွားတာပေါ့ဆုံးရှုံးစိတ်ညစ်တယ်အေးလေမျက်နှာတွေတော့တော်တော်လေးခြောင်သွားတာနော်ဖေးတယ်ကြီးကြောက်ကုန်တယ်ဘာမှစိတ်ထဲမကြနဲ့ကိုကြီးကျွန်တော်အခု6သိန်းဆို4သိန်းကိုကြီးကျွန်တော်ပေးမယ်ဟာနော်4သိန်းတကယ်လားတကယ်ပေါ့ကိုကြီးစီးလို့မေကျေးဇူးတင်လိုက်တာညီလေးရာဘာဖြစ်နေအခုချိန်မှာညီလေးကိုကြီးဘက်မှာရှိတာကျေးဇူးအများကြီးတင်တယ်ဒီလိုအချိန်တွေမှာပဲရှိရမှာညီကိုတွေပဲလေကိုကြီးဘာမှမဖြစ်နဲ့အားမငယ်နဲ့ကျွန်တော်ပေးမယ်လေနော်ကျွန်တော်မနေ့ကျရင်ကျွန်တော်ယူလာပေးမယ်ရတယ်လေရတယ်နော်ရတယ်အဲ့မနေ့ကဟို cash နဲ့ပေးမှလား KB နဲ့လွှဲလိုက်မှာဟုတ်ပြီကျွန်တော်ခေါ်လာပေးမယ်လေခေါ်လာပြီးမှာဟုတ်တယ်၄သိန်းကိုမြတ်ဘလို့ခေါ်လာမှာဟုတ်တင်သိန်းရယ်ညင်သိန်းရယ်လှသိန်းရယ်စိန်သိန်းရယ်ကျွန်တော်4သိန်းအကောင်းမဲ့လို့နားထောင်နေတာမင်းကငါ့ကိုစတယ်ဒီမှာညီမလေးတသိန်းပေးတသိန်းပြီးမှာအေးထင်းသိန်းဟောဒီနေရောက်ကတော့ဘာလို့လာစရရလဲမသိဘူးဒီမှာစိတ်ညစ်နေပါတယ်ဆိုမှ